တတ္တဝါတွေဟာလမ်းဆိုးလမ်းကောက်ကိုရှောင်ပြီးတော့လမ်းကောင်းလမ်းပြောင်းကိုဖြောင်းဖြောင်းတန်းတန်းသွားနိုင်ကြပါစေငါလည်းပဲလမ်းဆိုးလမ်းညစ်ကိုရှောင်ပြီးတော့လမ်းကောင်းလမ်းပြောင်းတွေကိုဖြောင်းဖြောင်းတန်းတန်းသွားနိုင်ရပါလို့ဒီနေ့မှ तू ကလမ်းဆိုးလမ်းကောင်းဆိုတာဘာကိုပြောတာလဲဆိုလမ်းဆိုးဆိုတာအကုသိုလ်ကိုပြောတာလမ်းကောင်းဆိုတာကုသိုလ်ကိုပြောတာပို့ပြီးတော့ရှင်းအောင်ပြောရလို့ရှိရင်ဘုန်းတော်ကဘဝမှာတရွေ့ရွေ့နဲ့သွားနေတဲ့သဘောအခုဘိုးတို့ဖွားလို့ဆိုရင်82နှစ်ရှိနော်လူဘဝခရီးလူဘဝခရီးတစ်ခုဆိုရင်တစ်နှစ်ကိုမှတ်တိုင်တိုင်းထူမယ်ဆိုရင်မှတ်တိုင်ဘယ်လောက်ရှိပါတော့82တိုင်နော်ဒါဒီဘဝမှာတရပြီးတရတလားပြီးတလားတစ်နှစ်ပြီးတစ်နှစ်သွားတဲ့ခရီးပေါ့ဘဝကိုနောက်ပြန်ဆုပ်ကြည့်ပါဦးမိဝမ်းကောင်းထဲမှာကလလရည်ကြီးတဲရဲစလိုက်တယ်ဒီဘဝဟိုဒီခြေနေကြီးရောက်လာနော်အခုရောရက်နေသလားဆိုတော့ရက်မနေဘူးဆက်သွားနေတယ်ဒီဘဝဘယ်ခြေနေထိဘယ်ချိန်ထိသွားရမလဲဆိုတော့တိတိကျကျမသိနိုင်ဒီဘဝရဲ့ပဋိသန္ဓေအမိဝမ်းမှာကလလရည်ကြီးနဲ့ပဋိသန္ဓေတည်လိုက်တယ်စဖြစ်တယ်ဇာတိအဲ့ဒီဇာတိရဲ့အရင်ကဘယ်လိုဖြစ်ခဲ့မလဲနည်းနည်းလေးစဉ်းစားကြည့်ပါဦးအတိတ်ကိုအဲ့ဒါလေးတွေကအလွန်ကောင်းမွန်တဲ့စိတ်သက်ခွန်အားအသိဉာဏ်ပညာကိုဖြစ်စေတယ်အခုဘုံဘုံပြောရင်းနဲ့တေချာစဉ်းစားလိုက်နော်အမိဝမ်းကောင်းထဲမှာအခုဒီဘဝကြီးနောက်ပြန်သွားလိုက်မနေ့တုန်းကမနှစ်တုန်းကဟုတ်လားလွန်ခဲ့တဲ့10နှစ်ကလွန်ခဲ့တဲ့အနှစ်20ကနောက်ကလေးဘဝနောက်အမိဝမ်းထဲမှာနောက်ကလလရည်တွေစဖြစ်လိုက်တယ်အဲ့ဒီမဖြစ်ခင်အရင်ခဏကဘယ်နာမှာဘယ်လိုလေးများဖြစ်နေမလို့အကယ်၍လူတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီတည်းကအသက်30ဆိုတဲ့လူရဲ့နောက်ဘဝဟာအမိဝမ်းထဲက10လနဲ့ပေါင်းလိုက်မယ်ဆိုရင်32နှစ်လောက်မှာကိုယ့်ရဲ့အရင်ဘဝရှိတယ်ဟုတ်တယ်မဟုတ်လားသားသမီးတွေရှိမယ်ဆိုရင်အခုချိန်အသက်ရှိအောင်မှာနော်ကိုယ့်ရဲ့အရင်ဘဝဟာအရင်ကြီးမကြသေးဘူးဒါမှကျွတ်တို့ဘာဖြစ်ပြီးတော့မေ့ပလိုက်ပြီဘာမှကောင်းတယ်မှမရှိအဲ့ဒီဘဝတုန်းကလည်းအခုဒီဘဝလေးကိုငါဆိုပြီးတော့အတင်းဖက်တွယ်ပြီးတော့အဓိကထားတယ်အရေးကြီးတယ်ဆိုပြီးတော့ခံစားမှုမျိုးနဲ့ဆွဲလန်းသိမ့်ပိုက်ထားတယ်လို့အဲ့ဒီဘဝတုန်းကလည်းအဲ့ဒီဘဝလေးကိုအကြီးအကျယ်ကိုအဓိကထားပြီးတော့ငါအတိုင်းဝိုင်းငါမိသားစုဆိုတော့အကြီးအကျယ်ဖက်တွယ်ခဲ့မှာပဲနော်အခုအဲ့ဒါကိုမလုပ်ခဲ့ပြီတော့မေ့ခဲ့ပြီအဲ့ဒီရဲ့အရင်ဘဝ gain